မင်းရဲ့အရင်ကြီးဆုံးတကယ်ချင်းဒါမှမဟုတ်မင်းအမေကမင်းနာမည်ကိုအမှောင်ထဲကနေလှမ်းခွန်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါသူဆန်းနာကအဲ့ဒီလူကမင်းဘေးနာမှာရှိမနေဘူးအပြင်ကခွန်နေတဲ့အတန်ကတဖြည်းဖြည်းနဲ့လူတန်မဟုတ်ပဲတရိတ်ဆန်အော်တန်လိုပြောင်းသွားရင်မင်းဘာလုပ်မလဲဒါဟာအမေရိကန်တိုင်းသားတွေရဲ့ကြောက်စရာအကောင်းဆုံးဒဏ္ဍာရီတစ်ခုဖြစ်တဲ့ skin worker တွေရဲ့အမဲလိုက်ပုံစံပဲဖြစ်ပါတယ်အင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ဒီတက်တော်တွေကတကယ်ပဲရှိနေတာလားဒါမှမဟုတ်ပုံမြင်တက်ပဲလားဒီဗီဒီယိုမှာတော့သူတို့ရဲ့တကယ်ဇစ်မြစ်ကိုဖော်ထုတ်ပေးသွားမှာမလို့ဗီဒီယိုလေးကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြပါဦးဗျာ Presented by Consunchar Skin Worker ဆိုတာရိုးတရက်သို့မဟုတ် Monster လို့ထင်ရင်မှားသွားပါလိမ့်မယ်သူတို့ဟာနာဘာဟိုတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုကလာတဲ့လူသားဆောင်ကိုယ်တွေဖြစ်ပါတယ်နာဘာဟိုဘာသာစကားနဲ့ယေနရုရှိလို့ခေါ်ပြီးတရိတ်ဆိုင်ရေကောကိုခြုံပြီးတွာလာသူလို့အဓိပ္ပာယ်ရပါတယ်သူတို့ကအမှောင်မော်တက်ကိုရဖို့အတွက်ကိုယ့်ရဲ့သွေးရင်းသားရင်တယောက်ယောက်ကိုတက်ဖြတ်ပြီးမှဒီချိန်စာဆွမ်းအားကိုရရှိတာဖြစ်ပါတယ်ဒီဆုံးကိုယ်တွေဟာကြိုက်တဲ့တရိတ်ဆန်ပုံစံပြောင်းလဲနိုင်စွမ်းရှိပါတယ်အထူးသဖြင့်ဝပလီနဲ့ခွေးအားပုံစံတွေပေါ့ဒါပေမဲ့သူတို့ကိုခွဲခြားနိုင်တဲ့အချက်တွေရှိပါတယ်သူတို့ပြောင်းထားတဲ့တရိတ်ဆန်တွေရဲ့မျက်လုံးဟာတရိတ်ဆန်မျက်လုံးမဟုတ်ပဲကြောက်စရာကောင်းတဲ့လူမျက်လုံးဖြစ်နေတတ်ပြီးလမ်းလျှောက်ရင်လည်းအစစ်မြစ်တွေလွဲနေတယ်လို့တဘာဝမကျတဲ့ပုံစံနဲ့သွာလာတက်ကြပါတယ်ဒီအကြောင်းအရာဟာဒိုင်နာရီတဲ့နေမဟုတ်ပဲအမေရိကန်နိုင်ငံ Utah ပြည်နယ်က Skin Worker Ranch လို့ခေါ်တဲ့ channel ကြီးမှာတကယ်ထူးဆန်းတာတွေဖြစ်ခဲ့ပါတယ်အဲ့ဒီ channel ဝယ်ယူမိတဲ့မိသားစုဟာညဘက်တွေမှာကြည်စံနဲ့ပြစ်လို့မတည်တဲ့ဝန်ပလေကြီးတွေကောင်းငင်ကစမ်းပြတဲ့အလင်းတန်းတွေကိုတွေးခဲ့ရလို့နောက်ဆုံးအမေရိကန်အစိုးရရဲ့သိပ္ပံပညာရှင်တွေအထိလာရောက်သူတေသနာပြုလုပ်ခဲ့ရတဲ့အထိနာမည်ကြီးပါတယ်ဒီဇလန်ကတော့ရင်တုံစရာအကောင်းဆုံးပါညဘက်ကန်နာလမ်းမတစ်ခုမှာကားမောင်းလာတဲ့မျိုးသားတယောက်ဟာလမ်းဘေးမှာခွေးကြီးတကောင်ကိုတွေးခဲ့ပါတယ်သူကားကိုမိုင်60အရှိန်နဲ့မောင်းပြပေမဲ့ဒီတက်တော်ကကားမှန်ပတင်းပေါက်နာထိအမိလိုက်နိုင်ခဲ့ပါတယ်။ပိုကြောက်ဖို့ကောင်းတာကအဲ့ဒီတက်တော်ဟာအနောက်ချီနှစ်ဖက်ဒဲနဲ့မတ်တက်ရက်ပြီးသူ့ကိုစိုက်ကြည့်ရင်လူတန်နဲ့ငါ့ကိုကားကြုံတင်ပေးပါလို့လှမ်းပြောခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ဒီနာဘာဟိုလူမျိုးတွေဟာ Skin Worker ဆိုတဲ့စကားလုံးကိုအတန်ထွက်ပြီးမပြောရဲကြပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီနာမည်ကိုခေါ်လိုက်တာနဲ့သူတို့စီကိုအမဲလိုက်ဖို့ရောက်လာတက်တယ်လို့ယုံကြည်လို့ပါပဲ။ကဲပရိသတ်ကြီးတို့ကညဘက်မှာအပြင်ကနေထူးဆန်းတဲ့တန်တွေကြားရင်ဘာလို့မလဲကွန်မန့်မှာပြောခဲ့ကြပါဦးနော်။ဗီဒီယိုလေးကိုလည်းသဘောကျရင် like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့။အဆုံးထိ like ပါကြည့်ရှုအားပေးခဲ့ကြတဲ့ viewer တယောက်ချင်းစီတိုင်းကိုလည်းစောင့်ရမ်းကျေးဇူးတင်ပါတယ်။